ကောက်ကြကောင်းပေါ့ဒီမှာရအဲ့ဒီကိုလိုက်နိုးအေးနိုးဘလော့ဘလာဟောရတော့တန်းနေပါခါတော့စိတ်မှာတော့ဒီကအိတ်နေလို့လုပ်ပြလိုက်အားရကရာဒီနာကြီးဒီဖော်မူလာတွေပဲဒီကောင်များဖော်မူလာကွက်တွေနဲ့ချ brand တက်ချန်ပြီးတော့ရန်ဒုံကြောက်လေးအားလည်းတွေ့တာကန်တိုးတာမျိုးပေါ့အဲ့လိုက်တော့တော့တိုင်းရဆောင်ရနာတယ်ကွာမထအောင်ပြီးမထရတော့နောက်တစ်လက်သိပြီပဲရမဆွေးလို့မရအောင်ရင်းနေပြန်ခေါ်ပါကောကောင်းကြီးတုံးသွားမဟုတ်ဘူးပုပ်ကုံလေးတသေးလေးနဲ့လည်းဖိန်နာကောင်းလို့ဆိုလို့ရှိရင်ကြားတဲ့ကောင်လာလည်းဒီလိုရမဟာသေးဒီကောင်ဒီကလောင်းရတာမရှိဘူးလားအဲ့လိုက်တော့ပေါင်လေးတစ်စလုံးအိတ်တော့ဒီကလာတော့ရတယ်သေးပါပြီကွာမနိုင်တော့ဘူးခင်ဗျဒီဘောနည်းနည်းတော့မနိုင်ဘူးဘာလို့ဒီပိုင်းမှာတီးမရအောင်မသေးသေးကိုကောင်တက်လက်မှာတွေးပြန်ပြေလို့ရထရိနာတက်မလာသေးဘူးကွာဒီနဲ့တက်တဲ့ရောက်နေရှုံးမိတယ်ဒီပိုင်းကြီးကညံကောင်းအတော့လို့မရနိုင်နေပြီတော့တပုတ်ကရတခုတော့မလားဒီကတယ်ဒီကောင်ရှုံးပြီအမှဒီကတွေးပြပြည့်သွားမှာပေါင်လေးရဲ့ဆက်တော့ဖတ်ကြလိုက်ပဲနှစ်ခေါက်နာနာလေး
နာလေးကြိုက်အဲ့ကောင်ဘာလို့လဲရှိမယ်နောက်လည်းမပြေးနဲ့ပြေးလို့မရဘူးပြေးပြန်ပေါ်မှာတော့ဖတ်ပြေးတော့မှာ energy အဆုံးခံပြေးတော့ကောက်တလဲရတယ်ဟောထားသွားဒီကောင်ကျုံလိုက်တော့အကန်ဆယ်နဲ့အကျုံလက်ခတ်ပြေးပါပြေးကြလိုက်အောင်ချက်နော်အရှုံးအောင်ပြီးသွားချတော့မခံတော့လူကြီးတွေကြည့်တော့ popular ကွက်တဲ့နေတာတော့ every day have wicket ပဲတော့ကြတိုင်းမှာသူက wicket နဲ့ဆိုတာရှိပြီးသားအားနေပြ